ဟဲ့ပြီးရောင်းလဲတော်တော်ပင်ပန်းသွားပါပြီနော်ခုနားယူနေပါပြီလို့ရှင်းနိုင်လေခွဲရမှာပါတော်တော်ဟဲ့ပြီးရောင်းလဲရတာပါနော်ဆိုင်ဘုံဒီနေ့မမလူရတဲ့နေ့ရောင်းနေရတာပါနော်ဘယ်သူတွေတားလာပါလေလို့ဘယ်သူတူချင်းစီတိုင်းကိုလည်းဆိုတီကနာရှိရှိပိုက်ပြစ်ပြီးကတဲ့ကနော်ဟုတ်ရှာသူကတော်တော်ပင်ပန်းသွားလို့အဲ့ရတယ်မရောက်ခင်တာချွဲတာပါဟောနေကြတော့မှာပါလို့နော်ဟုတ်ပြီသူကြွေးကြမယ်ဟဲ့နော်